အောက်ခံဆေး primer ရေဆေးအမျိုးအစားကိုဆက်ပြပေးပါလားဆက်နီးလေးပြောပြပေးပါလားဆိုတော့နန်းဒီဗီဒီယိုကနေပြောပြပေးထားပါတယ်အောက်ခံဆေး primer ရေဆေးအမျိုးအစားကိုဆက်တော့မယ်ဆိုရင်အချိုးအစားမမှန်ကန်ဖို့ကအရေးကြီးဆုံးပါဆေးသားညင်ညာဖို့နဲ့နေရံမှာကတ်တွေအားကောင်းနေဖို့အတွက်နန်းပြောပြထားတဲ့ဗီဒီယိုတွေအတိုင်းပြင်ဆင်ဖော်ဆက်နိုင်ပါတယ်ရှင်အောက်ခံဆေး primer ရေဆေးဆက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ water based primer ရေဆေးအခြေခံအောက်ခံဆေးတစ်ပုံလိုမယ်တန့်ရှင်းတဲ့ရေနောက်တွေအနေပါတဲ့ရေတွေမရပါဘူးเนาะတန့်ရှင်းတဲ့ရေကိုယူပါဆေးမွေတန်းဒါမှမဟုတ်တစ်သားချောင်းတက်လေးတစ်ချောင်းဆေးပုံးခွန်အလို့ပေါ့เนาะဒီဆေးပုံးခွန်အလို့ခါကြတော့ဆေးဆက်ဖို့အတွက်ဖြစ်ပါတယ် primer အောက်ခံဆေးရေဆေးဆက်နေအချိုးအစားကတော့ပုံမှန်အားဖြင့်အောက်ခံဆေးပုံးပေါ်မှာရေးထားတဲ့ညွှန်ကြားချက်တွေကိုအရင်ဖတ်သင့်ပါတယ်များသောအားဖြင့်ဒီလိုလေးဆက်ကြတယ်ပေါ့เนาะအချိုးအစားကတော့ဆေးသားလေးစားဆိုရင်ရေကတစ်စားဒါမှမဟုတ်ဆေးပုံးရဲ့30%မှ15%ထက်မပိုတဲ့ရေပမာဏပေါ့เนาะဥပမာပြောရမယ်ဆိုရင်9 ဂလန်ဝင်ဆေးတစ်ပုံးဆိုရင်ရေတန်း2လီတာခန့်သာထည့်ရပါမယ်ဆေးဆက်တဲ့နေရာမှာတတိထားရမှာကရေအများကြီးထည့်မိရင်ဆေးသားတွေကျဲသွားပြီးတော့နေရာမှာကတ်တွေအားနေသွားတတ်တယ်လို့ဖုံးအုပ်နိုင်စွမ်းလဲကျဆင်းသွားတတ်ပါတယ် primer အောက်ခံရေဆေးဆက်နည်းအစင်းစင်းကတော့ဆေးပုံးကိုဖွင့်ပြီးတော့ဆေးကိုပထမအဆုံးရေမွေပေးပါဆေးပုံးကိုဖွင့်ပြီးတော့ဆေးသားတွေကအောက်ခြေမှာအနေထိုင်နေတတ်တာမျိုးဖြစ်တတ်တယ်ဆေးသားတွေကြွတက်လာအောင်အပြင်အပေါ်ကိုကြွတက်လာအောင်အရင်မွေပေးပါပြည့်နေတဲ့ဆေးပုံးကိုဆေးပုံးအလွတ်တစ်ခုထဲမှာတဝက်စီခွဲထည့်လိုက်ပါရေကိုဖြည်းဖြည်းချင်းပဲထည့်ပါတတ်မှတ်ထားတဲ့ရေပမာဏကိုတခါတည်းအကုန်မလောင်းထည့်ပဲနည်းနည်းချင်းစီထည့်ပြီးမှမွေပေးပါရေထည့်ပြီးဆေးသားနဲ့ရေတသားတည်းဖြစ်သွားအောင်မွေပေးပါဆေးတုပ်တဲ့ဆေးတလိပ်တုံးနဲ့စမ်းတုပ်ကြည့်တဲ့ခါမှာတလိပ်တုံးဆွဲတဲ့ခါချုံးမွေ့နေပြီးတော့အရန်လည်းမကျဲလုံးမပြစ်လွန်းနေထားလေးဆိုအဆင်ပြေပါပြီရှင်